皆さん、こんばんは。ဒီနေ့ကကျွန်တော်အချိန်3မိနစ်မဟုတ်4မိနစ်ပေါ့နော်။လောက်ပဲယူပြီးတော့ကျွန်တော်တို့အိမ်စင်းနဲ့ပတ်သက်တဲ့အခြေခံချက်ပေါ့နော်။အခြေခံချက်ကိုမှဂျပန်လိုခေါ်ပုံခေါ်နည်းနဲ့ပြီးလို့ရှိရင်ဂျပန်လိုမျိုးဘယ်လိုမျိုးခေါ်တာလဲပြီးလို့ရှိရင်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားမလည်လူတွေရှိနေလို့ပေါ့နော်။ကျွန်တော်ပြန်ပြီးတော့ revision တဘောလေးနဲ့ပြန်ပြီးရှင်းပြခြင်းဖြစ်ပါတယ်။ကြရဆိုတော့ကျွန်တော်တို့ကြည့်ကြတယ်ရှင်းပြမယ်။အကြောင်းအရာကြတော့ဗာလဲဆိုတော့ဟောနော်အိတ်ဆဲတစ်ခုလုံးကိုပေါ့နော်ဂျပန်တွေကဒီအိတ်ဆဲနဲ့ပြင်တစ်ခုလုံးကိုအိတ်ဆဲလို့နာမည်လို့ခေါ်နေပေမဲ့ဒီအိတ်ဆဲတစ်ခုလုံးကိုတို့ကတကယ်ပေါ့နော်ကျွန်တော်တို့ဒီပုံမှာ book 1လို့မြင်ကြလားဒီ book 1ဆိုတာကြောင့်ဘာနာမည်မှမပေးထားလို့ book 1လို့ပေါ်ရဆိုရင်ကိုကဒီအိတ်ဆဲတစ်ခုဒီအိတ်ဆဲကိုလောက်လာတဲ့အိတ်ဆဲတစ်ခုနာမည်ကိုကိုဥမာပေါ့နော်ကိုက HHH ကြည့်လိုက်လို့ရှင်ဒါဒီအိတ်ဆဲနာမည် HHH ဖြစ်သွားပြီပေါ့နော်အဲ့ဒီ HHH ဆိုတဲ့ဒီအိတ်ဆဲမျက်နှာပြင်တစ်ခုလုံးကိုကျွန်တော်တို့ဒါကို book လို့ခေါ်တယ်ပေါ့အဲ့ဒါ book ကိုပဲဂျပန်တွေကဘာလို့အင်္ဂလိပ်လိုအတန်ထွက်နေပြီးတော့ဒီရုံးနေပါလို့ဆိုရင်ဒါ book လို့ခေါ်ရပေါ့နော်ပြောမှဆိုတော့ဒီ book ဆိုအင်္ဂလိပ်စကားလုံးကိုပဲဂျပန်တွေက book လို့ခေါ်တယ်အဲ့ဒီ book ဆိုတာဘာလဲ book ဆိုတာ exam နဲ့ပြင်အကုန်လုံး sheet တို့အကုန်လုံးကို book လို့ခေါ်တယ်အဲ့ဒီ sheet တို့ဆိုတာဘာလဲ sheet တို့ဆိုတာမြင်တဲ့ဆရာဒီမှာမြင်နေကြတဲ့အတိုင်းပဲအရှိတစ်ခါဗီဒီယိုမှာရှင်းပြခဲ့တယ်ဒါဒီရှိတိုလို့ခေါ်တယ်။တနည်းအားဖြင့်ဒါကိုတို့ကဝါခုရှိတိုလို့လည်းခေါ်ကြရပေါ့နော်။ဝါခုရှိတိုဒါဆိုရင်ဝါခုရှိတိုဆိုတာဘာလဲ။ဝါခုရှိတိုဆိုတာကြောင့်ရှိတစ်ခုချင်းစီမှာဥမာပင်ကနန်းတွေစင်းစရာတွေတွက်ချက်ထားတယ်။ရှိရဲ့ပြီးလို့ရှိရင်နောက်ရှိနီးမှာလည်းကင်းကင်းစင်းစရာတွက်ချက်ထားတဲ့ရှိရဆိုရင်ရှိဝါခုရှိတို一ဝါခုရှိတို二ဒါကိုတနည်းအားဖြင့်အလွယ်ရှိတို一ရှိတို二ရှိတို三ဆိုပြီးတော့ခေါ်ကြတယ်။ဒါဆိုရင်ရှိတွေအကုန်လုံးပေါ့နော်။ဒီရှိတိုတွေအကုန်လုံးပေါင်းထားတဲ့ဟာကိုကျွန်တော်တို့ဘုတ်ခုလို့ခေါ်တယ်ပေါ့နော်အဲဆိုတော့ဒီခေါ်နည်းတွေသဘောပေါက်မယ်လို့ထင်တယ်ပြီးလို့ရှိရင်ဒီရှိတုံမှာလည်းကျွန်တော်ရှေ့တစ်ခေါက်ဗီဒီယိုမှာလည်းဒီရှိတုံတွေနာမည်ချင်းလို့ရတယ်ဆိုတာလေးကိုကျွန်တော်ရှင်းပြခဲ့ရဆိုတော့ဒီရှိတုံတွေနာမည်ဘယ်လိုချင်းနေနာမည်ချင်းဝင်ချင်းနည်းကိုကျွန်တော်တို့အဲအရှိဗီဒီယိုမှာပြန်ကြည့်ပေးပါပြီးလို့ရှိရင်ဒီပထမရှိတုံကနေ copy ဘယ်လိုကူးမှာလဲ copy ကူးပုံကူးနည်းတွေ copy အလွယ်ကူးနည်းကိုလည်းကျွန်တော်အရှိဗီဒီယိုမှာတင်ထားပေးရပေါ့နော်ဆိုပြီးတော့ကြည့်ပေးပါဗျာဒီနေ့ကကျတော့ဒီအခြေခံအိတ်ဆဲကိုအခုမှတည့်ရလူအနေနဲ့ခေါ်နည်းတွေရောနေလို့နားမလည်မှာစိုးလို့ဆိုပြီးပြန်ရှင်းပြရတဲ့ဗီဒီယိုတိုလေးဖြစ်ပြီးတော့နောက်တစ်ခုကကြတော့အမြဲတမ်းမှားကျွန်တော်ခုဒါနေ့အမြဲတမ်းပြောမှားနေတယ်ဗာလဲဆိုတော့ကြောနဲ့လဲဆိုအကြောင်းကိုရှင်းပြပေးချင်ပါတယ်ကြောဆိုတာဒါခန်းကြီးရဒီခန်းကြီးလေးနဲ့ ikimas ဆိုတာခန်းကြီးလေးဆိုတာဥပမာဆိုတဲ့ခန်းကြီးတစ်ဒါတော့အေးပါဆိုဥပမာဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ကြောဆိုတာ皆さんကိုသိထားတဲ့အတိုင်းပဲကျွန်တော်တို့ကြောဆိုတာ row ပေါ့နော်အင်္ဂလိပ်လိုဆိုရင်ကြောဆိုတာ row list ဆိုတာကျတော့အင်္ဂလိပ်လိုဆိုရင်ဒါကျွန်တော်တို့ column လို့ခေါ်ရပေါ့နော်အဲဒါဆိုတော့ column ဆိုတာများတော့နားလည်ထားတာကဘာလဲ column ဆိုတာများဆောင်နားလည်ထားတာက downline ဆိုတော့ဒီဒါတွေပေါ့နော် A column B column C column D column ဒါဆိုရင် A လေးဆို B လေးဆို C လေးဆို D လေးဆိုဒါကိုကျွန်တော်တို့ column လို့ခေါ်ရတာကို column ကိုတနည်းအားဖြင့်ဂျပန်လိုဆိုရင်လေးဆိုပြီးလို့ရှိရင် row ကိုဂျပန်လိုဆိုရင်行ဆိုတော့ဒါဒီ1ဆို1行2行3行4行4行5行ပေါ့နော်အဲလိုခေါ်ကြတယ်အဲ့ပြီးတော့မှကျွန်တော်တို့ပေါ့နော်အဲ့ဒီမှာမှကျွန်တော်အရှိတစ်ခေါက်မှရှင်းပြခဲ့တယ်ဒီလိုမျိုးအကွက်တစ်ကွက်ချင်းစီအကုန်လုံးကိုကျွန်တော်ဘာလို့ခေါ်တာလဲဆိုတော့ပြန်ပြီးတော့ကျွန်တော်တို့မှာဆဲလူလို့ခေါ်ရပေါ့နော်ဆဲလူဒီအကွက်တစ်ခွက်ချင်းစီကိုဆဲလူလို့ခေါ်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့ဆဲလူဆဲလူတွေမှာနာမည်လေးတွေရှိတယ်ဒီနာမည်ကကျပါလဲဆိုတော့ဥပမာဒီဆိုတဲ့ဒီလေးဆိုဒီမှာဒီဆိုတဲ့ဒီလေးဆိုနဲ့ go ဆိုတဲ့go ကျော်မေးမှာကျွန်တော်ထောက်ထားရဲဆိုပါလို့ဒီကွက်လေးပေါ့နော်ဒီဆိုတဲ့ဒီလေးဆို go ဆိုတဲ့ go ကျော်မေးဆိုတော့ဒါဆိုရင်ဒါဒီလေးဆိုရဲ့ go ကျော်ဆိုဒီရဲ့ဒီ column ရဲ့ငါးကြောင်းမြောင်းဆိုတော့ဒါကိုကျွန်တော် D5 လို့ခေါ်တယ်အဲ့ D5 ကဘာမှတွက်ကြည့်လို့ရတယ်ဆိုဒီမှာတွက်ကြည့်လို့ရတယ် D5 ဟောဒါဆိုရင်ဒီ C ရဲ့နာမည်က D5 ပါလားအဲ့ဒါဆိုရင်ကျွန်တော်အထောက်ကြည့်လိုက်ဒါဆိုရင်ရော C ရဲ့8ဆိုတော့ C ဘယ်လိုရော C လေးဆိုရဲ့8ကျော်ပါเนาะပြောလို့ဆိုတော့ဟို8C ရဲ့ column ပြီးလို့ရှိရင် row ကကြတော့ဒီ8 row ဆိုတော့ CH ပေါ့နော် CH ဆိုဒီမှာ CH နာမည်လေးလည်းပေါ်တယ်ပေါ့နော်ကဲဆိုတော့ဒီနေ့ရှင်းပြခဲ့တဲ့ဒီရှိတို1ရှိတို2ရှိတို3ဒီအကုန်လုံးကိုပို့ခုလို့ခေါ်တဲ့အကြောင်းလည်းပြီးလို့ရှိရင်ကြောနဲ့လည်းစွန့်နေပေါ့နော်မမှားစချင်တော့တစ်ခါပေါ့နော်ဒီနေ့ revision ဘောမျိုးနဲ့ဗီဒီယိုတို့လေးလောက်ချင်းဖြစ်ပါပဲကဲဆိုကျွန်တော်နောက်ဗီဒီယိုမှာဆက်တွေ့ကြအောင်ဗျကျမတာနေ